ကတစ်တော့ကမိတ်ဆွေတွေအတွက်တီးထန်ပို့တင်ပေးတာပါအဲ့ဒါကတော့အောက်မှာဗီဒီယိုဖိုင်အရင်ကြည့်ပါညီလေးဘုံမိုက်ခဲပြောလိုက်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကျွန်တော်ကတော့မြေချပလက်တိုက်က MB တက်ဖွဲ့ရကောင်တော့ဘုံမိုက်ခဲပါအခုတော့ကျွန်တော်ဒေါ်လာမိဘပြည်သူတွေပြောချင်တာကတော့ကျွန်တော်တို့ပေါ့နော်ဒီလာမယ်ပေါ့နော်ဒီ10လပိုင်း26ရက်နေ့ပေါ့နော်တွင်ခရင်နေ့ညပေါ့နော်ည7နာရီကနေ10နာရီလောက်မှာကျွန်တော်တို့ပေါ့နော်ဒီအားလုံးပဲတီဗီသားဖြစ်တယ်ပေါ့နော်ဒီထောက်ဖို့ပေါ့နော်ဒီဒေါ်လာထောက်ဖို့ဖြစ်တဲ့ဒီကျွန်တော်တို့ကိုစီနဲ့ပေါ့နော်ကိုစီနဲ့ကျွန်တော်တို့နိုင်မှာတွေ့ဆုံမှာဖြစ်ပါတယ်ဒီအခက်အခဲတွေနဲ့ပေါ့နော်ဒီအခြားသောပေါ့နော်လိုအပ်ချက်တွေအားလုံးကိုပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒေါ်လာမိဘပြည်သူတွေနေနဲ့အဲ့ဒီက live မှာတိုင်းကူညီထောက်ပံ့လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်လက်ရှိကြားမဲတွေနေနဲ့10မိနစ်ပဲကိုကူမှာရေဆိုင်တိုက်ခိုက်နေပါတယ်လိုအပ်ချက်တွေကိုလည်းအကောင်းဆုံးဖြည့်တင်နိုင်ဖို့ဒေါ်လာမိဘပြည်သူတွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဗျာကညီလေးပုံမိုက်ခဲပြောသွားသလိုပဲကျွန်တော်တို့အဲ့ဒီ26ရက်နေ့ကျွန်တော်ဟိုဘက် YouTube channel မှာမနေ့ကတင်လိုက်တယ်ကျွန်တော်29ဆိုပြီးရေးပြီးမှားပြီးတင်လိုက်တယ်အမှန်တကယ်တနင်္ဂနွေနေ့ကအခုလာမဲ့26ရက်နေ့ဒီနေ့ကြာတာပဲပြောရပြီနော်မနေ့ပြန်တောက်ကြဖြစ်မယ်တပတ်ကစနေဖိနေကတနင်္ဂနွေနေ့ည8နာရီကနေ10နာရီအထိအတွင်းမှာကျွန်တော်တို့ပုံမိုက်ခဲကျွန်တော်ရဲ့2ယောက် live ချိတ်ထားပါမယ်အဲ့ဒီ live ကနေကျွန်တော်တို့တက်လာမယ်ပြီးရင်2နာရီအထိ live မှတ်မယ်အဲ့ဒီအချိန်မှာနော်အဲ့ဒီ live လွှင့်နေတဲ့အချိန်တွေမှာလည်းပုံမိုက်ခဲတို့ငင်းချန်နဲ့ပတ်သက်လို့တီးချင်တာတွေရှိရင်မေးလို့ရပါတယ်တီတာရွတ်မှုတို့ပြူခွေးတွေဘယ်လိုမျိုးရုပ်ရှင်ရိုက်ကြတယ်နော်ဟိုတလောကတီတာရွတ်မွန်ဟဲ့အောင်ပုံမိုက်ခဲဘယ်နာရောက်သွားပြီလဲကွာဆိုတာကအဲ့ဒီအချိန်မှာတီတာရွတ်မွန်ဘယ်လန်းကလာပြီးတော့သူတို့စစ်တောင်းဗနဲ့တောင်းထိုးလာတယ်အဲ့ဒါတွေကစအကုန်လုံးကိုတီးချင်တာတွေလာရောက်မေးလို့ရပါတယ်ပြောပြပေးနိုင်တာကိုဘုံမိုက်ခဲကပြောပြပေးပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဘုံမိုက်ခဲဆိုတာကငငယ်ပဲရှိသေးတယ်အခုမှ30တောင်မပြည့်သေးဘူးနော်အဲ့တော့ကျွန်တော်ဒီတော်လှန်ရေးမှာအဲ့ဒီငယ်တဲ့အခုကျွန်တော်ထက်ငယ်တဲ့လူတွေပေါ့နော်စစ်ကောင်းဆောင်ဖြစ်နေတာအများကြီးရှိတယ်အဲဇေဝါတို့နော်ဒါကျွန်တော်ထက်ငယ်ရေဘလူးတို့နော်ပြီးလို့ရှိရင်ဘုံမိုက်ခဲတို့နော်နောက်ပြီးတော့ဟိုနေရှိပါတယ်လူငယ်တွေအများကြီးပဲဒီတော်လှန်ရေးမှာခေါင်းဆောင်တွေကနေစ조사ပြီးတော့လုပ်နေတာအဲ့တော့သူတို့လူငယ်တွေကတော့သူတို့ရဲ့ခန္ဓာသူတို့ရဲ့အသက်ကိုမငက်ွက်ပဲနဲ့နော်ဒီတိုင်းပြည်တွေလုပ်နေတာသူတို့လိုအပ်တဲ့ဇရိတ်ကိုတော့ကျွန်တော်တို့ကထောက်ပံ့နိုင်အောင်လုပ်ဖို့လိုအပ်တယ်နော်တစ်ချက်ပေါ့နော်အဲ့တစ်ချက်ကြောင့်မို့လို့ဒီ like လေးကိုကျွန်တော်စီစဉ်ဖို့လက်ခံပေးတာပေါ့နော်နောက်တစ်ချက်ကဟိုဘက်ရက်ကွက်ကဘောမတွေကိုစောင့်မြင်ကပ်အကြီးလို့နော်စောင့်မြင်ကပ်အကြီးလို့ဘာဖြစ်လဲခွက်ခောက်တာအဲ့ခွက်ခောက်ပြမလို့သူတို့ပြောလို့ခောက်ပြမလို့တိလားငစီကဘာဖြစ်လဲဟိုနေ့ကစနိုက်ပါစုတင်ထားတာတွေ့တာပဲသူများယူလာတဲ့ဟာသူများreaction လုပ်ထားတယ် blog ပြောထားတဲ့ဟာလည်းတော့မတည်ဘူးပါတယ်ငစီကဖမ်းကန်ထိတာတော့တစ်ချိန်လုံးနင်တို့ဖမ်းနေတာသူတို့မှာနော်နင်တို့စဖမ်းတဲ့ကငါအလုပ်ငါတရေမှမပြတ်ငါအလုပ်ပုံမှန်တိုင်းငါလုပ်နေတာနော်ဒီနေ့လဲအန်တီကြီးတယောက်ဖုံးဆက်လာတယ်ကိုစီဟယ်လိုဟုတ်ကဲ့ဆိုကိုစီတန်ဟုတ်လို့လားတဲ့ဟုတ်ပါတယ်ကျွန်တော်တန်မှာဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးတဲ့ကိုစီဒီမှာတက်လိုက်ပြီးတည်တယ်ဆိုလို့သတင်းတက်ထားလို့တဲ့ဩဘောမတွေဖွာတာဒီမှာဘောလို့ဖွာပါစေလို့ကျွန်တော်တက်လိုက်ပြီးတည်တယ်လို့ပြောလိုက်ကောင်သူပဲတက်လိုက်တည်လိမ့်မယ်လို့နော်ဘာဖြစ်လို့ဆိုတော့ဒီတော်လှန်ရေးမှာတစ်ဖက်နဲ့တစ်ဖက်မကြိုက်ကြဘူးသိပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့အခုကျော်စိုးဦးတို့ကျော်မျိုးမင်းတို့အပါဝင်ဒီစစ်တပ်ကိုဝင်းရံနေတဲ့လက်ဆယ်ချောင်းမပြည့်တဲ့ကောင်တွေကိုမကြိုက်ဘူးပြောတာဒီကောင်တွေမဟုတ်တာကိုအဟုတ်လို့ပြောလို့မှားနေတာကိုမှန်တာပြောလို့မှန်နေတာကိုမှားတာပြောလို့နော်အခုကျွန်တော်လာဆဲနေတဲ့ဒီစစ်တပ်ထောက်ခံတဲ့အကောက်တုတွေကျွန်တော်မေးချင်တာကကိုစီပြောတဲ့တဲမှာမဟုတ်တာမမှန်တာကိုပြောတာပါဘူးလားပိုင်ပြပါနော်ပိုင်ပြပါဘယ်နေရာမှာကိုစီကမဟုတ်မမှန်တာကိုလောက်ကြံလီဆယ်ပြီးပြောထားတယ်ရှိရင်ပြကျွန်တော်တောင်းယူပါတယ်ကျွန်တော်စကားနော်နောက်တစ်ခုကဒီကောင်ခွက်ခောက်တို့တော်လန်ရေးခုတုံးလုပ်ပြီးဘာဖြစ်တာလို့လာလုပ်ပါလားဆိုဗဇက်ကမပြောနဲ့နော်ဗဇက်ကပြောမနေနဲ့တော်လန်ရေးခုတုံးလုပ်လို့ကိုဂျိုးစီးပွားရှာလို့ရတယ်ဆိုရင်ဗဇက်ကမပြောပါနဲ့ကိုစီနေရာကိုလာလုပ်ပါဖယ်ပေးပါမယ်ရိုးမဖယ်ပေးဘူးနော်တပည့်အဖြစ်ပြန်နေပေးဦးမယ်ခြေစုပ်လက်နဲ့ပါပြုတ်ပေးလိုက်နော်ဗဇက်နဲ့ပြောမနေနဲ့အကောင်းဗဇက်နဲ့ပြောနေဘာလို့ပို့လဲဘဒုတော့မှလည်းအကျိုးမရှိဘူးဟုတ်တယ်မလားမင်းတို့ပြောသလိုခွက်ခောက်တာဘလို့ဟိုပြောင်ရောင်သွားတာပြောင်ရောင်သွားတာဆိုတော့ရှိသေးတယ်နော်ရှိလာခဲ့ပါတိလားဗဇက်နဲ့ပြောမနေနဲ့ကိုစီအားလုံးကိုဖိတ်ခေါ်ပါတယ်တကယ်အတီပြောတာပါနော်အတီပြောတာတိလားအဲ့တော့အဲ့ဒီဘောမတွေကိုစောင့်မြင်ကပ်အကြီးလို့အဲ့ဒီ like ကိုလုပ်ပေးမှာပထမကျွန်တော် TikTok ပေါ်က like လွှင့်ပြီးအလူခံဆိုတော့တခါမရှိဘူးနော်ဟိုဆေးဝါးကိုတစ်ခါကိုတက်ကြီးကိုတစ်ခါနှစ်ခါနော်
အဲ့ဒီနှစ်ခါတော့ရှိဘူးတယ်ဈေးဝါးကိုကြတော့ကျွန်တော်တို့ဗတ်နှစ်သိန်းဒီပါလားမသိဘူးရတယ်နှစ်နာရီအတွင်းကျွန်တော်တို့လိုက်လွှင့်တာကိုတက်ကြီးကိုကြတော့3သိန်းကျော်လားမသိဘူးရတယ်ကျွန်တော်မှတ်ပြီးတော့เนาะအစင်းရင်းတွေတော့ရှိတယ်အခုလက်ရှိတော့မြင်းကြံ black tiger အဖွဲ့အတွက်ကျွန်တော်တို့လိုက်လွှင့်ပေးမှာပါအဲ့တော့ကျွန်တော်တို့ထောက်ပံ့နေတဲ့ငွေတွေအားလုံးကဒီညမှာတစ်ခုရှင်းပြချင်ပါတယ်စစ်ရေးတစ်ခုတည်းအတွက်တွားတာမဟုတ်ပါဘူးနယ်မြေဒေသတစ်ခုမှာအခုဆိုမြင်းကြံ black tiger စိုးမိုးရနယ်မြေမှာစစ်ကြောင်းထိုးလို့ပြည်သူတွေပြေးရလွှားပြီဆိုရင်အဲ့ဒီငတ်နေတဲ့ပြည်သူကိုနီးစက်ရတော်လိုင်းတပ်ဖွဲ့တွေနိုင်တယ်လို့ဝိုင်းကြည့်ပေးရတာပါအဲ့တော့သူတို့ရှိမှရိတ်ခါရှိတဲ့တဲကစံတပီရှိရင်ပြည်သူနဲ့တယောက်တစ်ဝက်စားရတဲ့အဖွဲ့တွေအများကြီးရှိပါတယ်တနင်္လာရီတိုင်းမှာဆိုလဲဒီလိုပဲဒီမှာကိုဘိုးကနေပြူအမှုကိုစောထားကိုတို့နော်သူတို့တွေဆိုရင်လည်းအဲ့ဒီနယ်မြေမှာရှိတဲ့ဒုက္ခရောက်တဲ့ပြည်သူတွေကိုဒီလိုပဲချိချူဆောက်ရှောက်ပြီးနိုင်တော့လှုပ်သွားတာအဲ့တော့ကျွန်တော်တို့ထောက်ပံ့တဲ့ငွေတွေဟာတော်လန်ရေးဒီစစ်ရေးအတွက်တခုတည်းမဟုတ်ပါဘူးနော်ဒါကိုလည်းအားလုံးသိစေချင်ပါတယ်အဲ့တော့အိမ်ညကြလို့ရှိရင်8နာရီကနေ10နာရီအထိကျွန်တော်2နာရီလိုက်လွှင့်မယ်2နာရီအတွင်းမှာရလာတဲ့ငွေတစ်ချက်ပြားကစအကုန်လုံးကိုမြင်းချံ black tiger အဖွဲ့ပုံမိုက်ခဲတို့အဖွဲ့ကိုတွားမှာပါနော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့တဲ့တော်လန်ပြည်သူတွေအနေနဲ့လည်းနည်းနည်းဝိုင်း share ပေးသွားပါအဲ့ဒီည like ကိုလည်း like လွှင့်တာတွေ့ရင်ဝိုင်းပြီးတော့ဝင်းရံပေးပါကိုတိုင်ငွေကြေးအရာမပါဝင်နိုင်တော့မှဒီ like လေးကိုလူတွေခက်များတွေ့သွားအောင်လို့ဝိုင်း share ပေးပါနော်ငွေလက်ခံမှုအပိုင်းမှာတော့ကျွန်တော်ကတော့ဒီငွေကိုလုံးဝကင်မှာမဟုတ်ဘူးသူတို့အဖွဲ့ကတက်ဆိုင်ရာဘန်နာထိန်းနေပဲကင်လိုက်မယ်ငွေလွှဲလို့ရတာဒီဒေါ်လာပါလွှဲလို့ရတဲ့အကောင့်ရှိတယ်လို့ပြောတယ်သူတို့ကတော့အဲ့ဒါဒေါ်လာပါလွှဲလို့ရမယ်ဆိုရင်ထိုင်းငွေနဲ့ဒေါ်လာနဲ့နှစ်မျိုးလွှဲလို့ရမယ်ဘန်ချပေးပါမယ်အဲ့ညကြရင်အဲ့ဒီညကြရင်ကျွန်တော်ချပေးမဲ့ဘန်ဒီအားလုံးဟာနောက်ရက်တွေအဲ့ဒီ2နာရီကြော်သွားတာနဲ့ကျွန်တော်တောင်းဝင်ပြီးဘူးเนาะဒါလေးကိုကြိုတင်ပြီးတော့တတိပေးထားခြင်းပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီ2နာရီအတွင်းမှာကျွန်တော်အဲ့ဒီဘန်ထဲမှာဘယ်လောက်ရှိတယ်မလွှင့်ခင်မှာကျွန်တော်ကြည့်ထားမယ်ကြည့်ပြီးတော့အဲ့ဒီ2နာရီအတွင်းငွေဝင်တဲ့ငွေကိုအားလုံးပေါင်းအမောက်ကိုပေါင်းပြီးတော့ဒီညနော်ဒီ like ကနေရတဲ့ငွေဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်အပ်မှာတူလာလူတဲ့လူတွေအဲ့2နာရီအတွင်းမှာလှူရင်လှူတဲ့လူတွေကျွန်တော်စလစ်မပို့ပါနဲ့နော်စလစ်မပို့ပါနဲ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်စည်ရင်းထဲကိုတွင်းရတဲ့ငွေမဟုတ်ဘူးအဲ့ဒီငွေကိုကကျွန်တော်လုံးဝစည်ရင်းထဲမတွင်းမှဖြစ်တဲ့အတွက်သူတို့မြင်းညံ black tiger အဖွဲ့စည်ရင်းထဲကိုဒါလိုက်ဝင်မှာကျွန်တော်တို့ union brother စည်ရင်းထဲကိုတွင်းမှမဟုတ်တဲ့အတွက်အဲ့ဒီညလွှဲထားတဲ့ဘန်စလစ်မှန်သမျှကိုကျွန်တော်ရှိလုံးဝမပို့ပါနဲ့ပို့ခြင်းလဲဆိုရင်မြင်းချံ black tiger အဖွဲ့က messenger မှာချက်ပေါက်မှာတော့ပို့လို့ရပါတယ်เนาะကျွန်တော်ရှိပို့ရင်မှားမှာဆိုလို့ပါဘာလို့ဆိုကျွန်တော်တို့ union brother ကြတော့ရလာတဲ့ငွေအားလုံးကိုစည်ရင်းမှတ်ကြတယ်ပြီးရင်အားလုံးပေါင်းနာမည်ပေါင်းဘယ်လောက်ရတယ်ဘယ်လိုချပေးတယ်ဆိုတာကိုကျွန်တော်ရှင်းနှန်းထုတ်ကြတယ်အဲ့တော့အခုအဲ့ဒီညလွှင့်မဲ့2နာရီအချိန်အတွင်းကဝင်လာတဲ့ငွေအားလုံးကြတော့ကျွန်တော် union brother ရှင်းနှန်းတဲ့ကိုဝင်မှာမဟုတ်ဘူးသူကမြင်းချံ black tiger အဖွဲ့ရဲ့ဒီမင်းနဲ့ကိုဒါလိုက်စီးစင်းသွားမှာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီ2နာရီအတွင်းကိုပဲကျွန်တော်အာမခံပါမယ်2နာရီကြော်သွားတယ်ဒီ live လွှင့်ထားတာကိုထပ်တွေ့တယ်နောက်နေ့မှတွေ့တယ်ဆိုလို့ရှိရင်မြင်းချံ black tiger အဖွဲ့ရဲ့ပေကနေဒါလိုက်ဆက်သွယ်ပါအကယ်ဆက်သွယ်လို့မရဘူးဆိုကျွန်တော်ဆက်သွယ်ပေးမယ်နောက်ကိုယ့်ကိုဒါလိုက်ကူညီထောက်ပံ့ကြပါနော်ကျွန်တော်ကတော့ union brother ခေါင်းစဉ်နဲ့တွားနေတာဖြစ်တဲ့အတွက် union brother ခေါင်းစဉ်အောက်ထဲကိုဝင်လာတဲ့ငွေကိုပဲကျွန်တော်စည်ရင်းနဲ့မှတ်လို့ရပါတယ်နော်ဒါလေးကိုနားလည်အောင်ပြောထားပါခါကျရင်လွှဲလိုက်ရင်တော့ကိုစီဆိုပြီးစလစ်တွေပို့လာတယ်ကျွန်တော်စလစ်ပို့တာကိုကြည့်လိုက်ခါကျရင်အမှတ်တမဲ့ဘန်ကိုမကြည့်မိဘဲနဲ့ငွေအမောက်ကိုပဲကြည့်ပြီးစည်ရင်းသွင်းမိလိုက်ကျွန်တော်ပဲစိုက်ကလာနော်အပေါ်ရကိုစိတ်ဘူးနဲ့ဘယ်နေရာမစိုက်ကမလဲဆိုတာဟာပဲကိုယ့်အကိုဟိုချိန်နေရတယ်ဒါကြောင့်မလို့အဲ့ဒီညကြလို့ရှိရင်အဲ့ဒီ2နာရီအတွင်းမှာလွှဲတဲ့ငွေအားလုံးဟာနံပါတ်1စာရီပီရိတ်ရမှာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဟိုတခါတည်းအကုန်အမောက်ကိုပေါင်းပြီးတော့ကျင်ညာပေးမှဖြစ်တဲ့အတွက်ဒါပေမဲ့ line လွှင့်နေတဲ့အချိန်မှာဘလောက်ရသွားပြီဘလောက်ဝင်လာတယ်ဘလောက်ငွေအမောက်ဘလောက်ဝင်လာတယ်စသဖြင့်ဒါတွေကိုကြတော့အရင်ကျွန်တော် line လွှင့်ခဲ့တဲ့ပုံစံမျိုးလိုပဲကျင်ညာပေးနေမှာမနာတဲ့ဒါပေမဲ့အဲ့ဒီ2နာရီအတွင်းမှာအလုံးပေါင်းဘလောက်ရတယ်ဆိုတာကိုတော့သူတို့ဘန်နာဒေးကနေထုတ်ပြန်တဲ့ဟာကိုကျွန်တော်ကျင်ညာပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပို့လေးကိုလည်းဝိုင်း share သွားပါနောက်ထပ်အဲ့ဒီည like ကိုလည်းလာရောက်ဝင်ရအားပေးကြပါလို့အားလုံးဖိတ်ခေါ်ပါတယ်နော်